သွားလန်းတာလို့လာလန်းဖြောင်းရင်များပြန်လာခြင်းတဲ့ကောင်တွေမှအများကြီးတရားဥပဒေဘောင်အတွင်းမှနေပြီးမတရားဥပဒေကိုကြောက်နေကြရတာမို့ဟဲ့ကောင်တွေရေသွားလန်းလည်းမတာဘူးလာလန်းလည်းမဖြောင်းဘူးလာခြင်းလည်းမနီးနဲ့မလာခြင်းရင်လည်းမဝေးနဲ့ငါတို့ဟာအိမ်မပြေးခြင်းပဲပြေးနေရမခိုးဆိုးမလူရက်ပါပဲအောက်ချီချစားနေတဲ့အောက်တန်းစားတွေကြောင့်အိမ်နဲ့ဝေးနေရငါတို့ဂုံယူဝင်ကြွားခဲ့ရတဲ့မြို့နယ်အားကစားဘောလုံးကွင်းဟာစစ်တုံးပန်းတွေဖမ်းထည့်ခံရသလိုစစ်တုံးပန်းတွေအဖမ်းခံရတဲ့အကျဉ်းထောင်လိုတစားပြင်ကြီးကိုဖြစ်လို့ပါကွာအခုတော့အဝေးကပဲအလွမ်းဖြေအောင်အေးချမ်းတဲ့တနေ့ကျပင်းချောင်းမှာရေစိမ့်မယ်ဘောလုံးကွင်းထဲကဈေးပွဲတော်တဲ့ပတ်လည်ချမယ်ညောင်ဆောက်ချောင်းမှာထမ်းရီတောက်မယ်ပင်ဖျားကိုအတူဖူးမယ်ညောင်လာကန်းသားမှာငားများမယ်ကောလိပ်ကုန်းမှာလက်ဖက်ရည်တောက်ရင်မျက်စိအစာကျွေးမယ်ဖူးစာကုန်းမှာနေဝင်တာကြည့်ရင်ဆွေးကြမယ်မျက်ရည်ဝဲကြမယ်ပြောပြရရင်ဒီမျိုးရဲ့ကြည်နူးစရာတွေကစာဖွဲ့လို့ပြီးမှမဟုတ်ဘူးကောင်းတာရောမကောင်းမှန်းသိပေမဲ့အပြစ်မကြီးတာရောစောက်သက်တွေကြီးလာလဲခက်ဖြည်းဖြည်းနဲ့ကလေးဆန်ပစ်ကွာငါတို့တနေ့ပြန်ဆောင်ကြမယ်